ရှင်ဇလန်တစ်ခုခုကိုကြည့်ပြီးသွားတဲ့အချိန်မှာကိုကလည်းအဲ့ဇလန်ကိုသဘောကျတယ်ပြောရလို့ရှိရင်သူများတွေကိုလည်းအဲ့ဇလန်ကိုကြည့်စေချင်တဲ့အခါမှာ English လို့ recommend ဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Morans Classroom ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ပြောပြပေးမယ့်သင်ခန်းစာအတွက်ကိုကျွန်မသုံးထားတဲ့ဥပမာပေါ့နော်အခုတလောမှာနာမည်ကြီးနေတဲ့ Hantawari the last duel ဆိုတဲ့ဇာတ်ကားကိုဥပမာဖြစ်နေပေးထားပါတယ်အဲ့တော့အဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ disclaimer လေးပြောဖို့ရှိပါတယ်ကျွန်မကဒီဇလန်ကိုကြည့်တဲ့အချိန်မှာတမိုင်းကြောင်းအရာမှန်ကန်နေတဲ့ဇလန်အဖြစ်နဲ့ကြည့်တာမျိုးမဟုတ်ပါဘူးသူတို့အခုလက်ရှိမှာလူတွေပြောနေတယ်လို့ပဲပေါ့နော်သူတို့ရဲ့တမိုင်းနဲ့ကိုယ်တွေဘက်ကတမိုင်းနဲ့ကွဲလွဲနေတာမျိုးရှိတယ်ဆိုတဲ့ဟာမျိုးတွေဒါမျိုးအငင်းပွားနေကြတယ်လည်းရှိရပေါ့နော်အဲ့တော့ဒီဇလန်ကိုကြည့်တဲ့အချိန်မှာဇလန်ဖန်တီးတဲ့သူတွေကဒီဇလန်ကိုသူတို့ပေးခြင်းတဲ့ message ရအောင်လို့သူတို့လိုသူတို့ပုံဖော်ထားတယ်ပြီးတော့အခုခေတ်အခြေအနေဇလန်ကြည့်တဲ့သူတွေရဲ့အကြိုက်ကိုလိုက်ပြီးတော့ဒီ engaging ဖြစ်အောင်လို့ပေါ့နော်ဇလန်ကိုသူတို့ရဲ့ target audience ရဲ့အကြိုက်ဖြစ်အောင်လို့သေချာဖန်တီးထားတဲ့ဇလန်တစ်ခုလိုပဲမြင်ပါတယ်အဲ့တော့တမိုင်းအရာမှန်ကန်မှုရှိတဲ့ဇလန်ကိုဇလန်လို့ဆိုတာထက်ကိုဒီရတမြောက်တဲ့အမှုပညာမြောက်တဲ့ဇလန်တစ်ခုဖြစ်နေကြည့်တာကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့တော့သင်ခန်းစာကိုစပြောကြမယ်ပေါ့နော်အဲ့တော့ကျွန်မကဒီထဲမှာအခုတလောကျွန်မလည်းကြည့်ပြီးသွားလို့ပေါ့နော်သဘောကျတဲ့ဇလန်ခုနက the last duel ဥပမာဖြစ်နေပေးထားတယ်အဲ့တော့အဲ့ဒီ the last duel ကိုဒါဒီ recommend ပေးရမယ်ဆိုလို့ရှိရင်ကျွန်မသာဆိုလို့ရှိရင်ဒီလိုမျိုးရေးမယ်ပေါ့နော်အဲ့တော့တစ်ကြောင်းချင်းစီကိုဖတ်ပြပြီးတော့ရှင်းပြပေးပါမယ် If you are looking for a historical epic that transcends simple action, I cannot recommend the recent hit series The Last Duel highly enough. အဲ့တော့မင်းသားဒီတာမန်ရိုးရိုးဇလန်တွေထက်ပိုပြီးတော့တာလွန်တဲ့ historical epic ကြီးကျယ်ခမ်းနားတဲ့ဒီသမိုင်းရာဇဝင်သမိုင်းပေါ့နော်အဲ့ဒီဇလန်မျိုးကိုဒါကြည့်ဖို့အတွက်ရှာနေရဆိုလို့ရှိရင် I cannot recommend the recent hit series The Last Duel highly enough အဲ့တော့ recent hit series လက်တလုံးမှာနာမည်ကြီးနေတဲ့ series ဖြစ်တဲ့ The Last Duel ဆိုတဲ့ဇလန်ကို recommend ပေးချင်ပါတယ်အဲ့တော့ဆက်ပြောကြမယ်ဆိုရင် Set against the backdrop of the 16th century rivalry between the Ayodhya and Hantawari empires, the series is a compelling study of two men bound by childhood friendship but divided by sovereign duty. အဲ့တော့ဒီမှာပြောတာကကြတော့ set against the backdrop of the 16th century rivalry အဲ့တော့16ရာစုတုန်းကဖြစ်ခဲ့တဲ့ဒီပြိုင်ဆိုင်မှုပေါ့နော်အဲ့ဒါကိုနောက်ခံထားပြီးတော့ဘယ်သူတွေရဲ့ပြိုင်ဆိုင်မှုလဲဆိုတော့ between the Ayodhya and Hantawari empires ဒီမှာတော့သူရေးထားတာတော့ Ayodhya နဲ့ Homsawari တို့ရေးတာပေါ့နော်ဒါပေမဲ့မြန်မာတန်တွက်နဲ့ Hantawari လို့ပဲထွက်လိုက်မယ်အဲ့တော့ Ayodhya နဲ့ Hantawari တိုင်းပြည်ကြီးနှစ်ခုရဲ့ကြားထဲမှာဖြစ်ခဲ့တဲ့ဒီ rivalry ပေါ့နော်ပြိုင်ဆိုင်မှုကိုနောက်ခံထားပြီးတော့ the series အဲ့ series ကဘာအကြောင်းပြောရလဲဆိုလို့ရှိရင် it's a compelling study of two men အမျိုးသားနှစ်ယောက်အကြောင်းပြောထားတယ်ဘယ်လိုအမျိုးသားနှစ်ယောက်လဲဆိုတော့ bound by childhood friendship ငယ်ငယ်လေးကရှိခဲ့တဲ့ childhood friendship ပေါ့နော်ငယ်တငယ်ချင်းတန်ရိုးစဉ်အဲ့ဒီငယ်တငယ်ချင်းတန်ရိုးစဉ်နေရှိခဲ့တော့ညာလည်းပဲ but divided by sovereign duty တိုင်းပြည်နဲ့လူမျိုးပေါ်မှာရှိရမယ်တာဝန်ပေါ်ပါပေါ့နော်အဲ့ဒါကြောင့်မို့လို့နှစ်ယောက်ကြားထဲမှာရှိတဲ့တန်ရိုးစဉ်တွေကဒီကွက်ပြတ်သွားရတယ်ပေါ့အဲ့ဒီအကြောင်းအရာကိုအဲ့ဒီအကြောင်းအရာကိုပြောပြထားတဲ့ဇလန်လေးတစ်ပုဒ်ဖြစ်ပါတယ်တဲ့နောက်တစ်ကြောင်းဆက်ပြောမယ် What sets this production apart is its nuanced storytelling. It doesn't just focus on the elephant battle, but dives deep into the political maneuvering and the heavy opportunity cost of leadership. ဒီမှာဘာပြောတာလဲဆိုတော့ဒီဇလန်ကတခြားဟာတွေနဲ့ဘာကွာနေရလဲဆိုလို့ရှိရင်သူက elephant battle ပေါ့နော် elephant battle ဆိုတော့ဒီစီးချင်းထိုးတာကိုပဲအသီးသန့်ကြီးပြတာမျိုးမဟုတ်ပဲねသူပြောချင်တဲ့ဟာက dives deep into the political maneuvering အဲ့တော့ political maneuvering ဆိုတာကျတော့နိုင်ငံရေးလှည့်ကွက်တွေပြောလို့ရှိရင် heavy opportunity cost of leadership အဲ့တော့ခေါင်းဆောင်တယောက်ဖြစ်ရတဲ့အတွက်ကြောင့်မို့လို့သူ့မှာစွန့်လို့ရတာတွေသူရွေးချယ်မှုတွေရှိတယ်အဲ့ဒါတွေကိုအဓိကထားပြီးတော့ရိုက်ပြထားတဲ့ဇလန်ဖြစ်ပါတယ်တဲ့နောက်တစ်ကြောင်းဆက်ပြောမယ်ဆိုရင် the cinematography is immersive and the performances are truly poignant especially during the scenes of internet conflict ဒီမှာကျတော့သူ့ရဲ့ရုပ်ရှင်ပြကွက်တွေကပေါ့နော် is immersive
အယောင် engaging ဖြစ်တယ်ပေါ့တအားကောင်းတယ်လို့ပြောတာပေါ့နော် and the performances are truly poignant အဲ့ဒါကြတော့ performances ပေါ့နော်ဒီသရုပ်ဆောင်တဲ့သူတွေကလည်းသရုပ်ဆောင်သူတို့ရဲ့သရုပ်ဆောင်ဘက်တွေကလည်းအရန်ကိုဒီစွတ်ပြန့်လွမ်းမောပွဲကောင်းတယ်ဂရုဏာတက်ဖွဲ့စရာကောင်းတယ်အဲ့လိုပုံစံမျိုးနဲ့သူတို့တွေကသရုပ်ဆောင်ပြထားတယ် especially အထူးသဖြင့်ဘယ်လိုခန်းနေမှာလဲဆိုလို့ရှိရင် during the scenes of internal conflict ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်စိတ်ထဲမှာလည်းကိုယ့်ကို conflict ပြိပခါတွေဖြစ်နေတာဆိုတော့ဟိုဟာပဲရွေးရတော့မလို့ဒီဟာပဲရွေးရတော့မလို့ခံလဲခံစားနေရလဲအပြင်ကိုလည်းထုတ်ပြောလို့မရအောင်အဲ့လိုအခြေအနေမျိုးတွေပေါ့နော်အဲ့ဒါတွေကိုသရုပ်ဆောင်ရတဲ့နေရာတွေမှာတအားကိုကောင်းမှုပါတယ်တဲ့အဲ့တော့နောက်ဆုံးဒီကုန်းချုပ်ကိုပြောမယ်ဆိုလို့ရှိရင် whether you are a historical buff or someone who enjoys complex character dynamics this series is absolutely worth watching it is without a doubt a masterpiece of modern Thai television အဲ့တော့ whether you are a history buff buff ဆိုတာကျတော့ဒီနှက်နှက်ဆက်ဆက်ပေါ့နော်ဘာသာဒီ subject တစ်ခုခုကိုနှံ့ဆက်အောင်လေ့လာတဲ့သူပဲဖြစ်နေပါစေဒါမှမဟုတ်ရှင် someone who enjoys complex character dynamics ဒီ character dynamics ဆိုတာကျတော့ဒီတွေကဇက်ကောင်တွေရဲ့တယောက်နဲ့တယောက်ပေါ့နော်ဒီလုံးဝ one dimensional မဟုတ်ဘဲနဲ့သူတို့ရဲ့ဆက်ဆံရေးတွေသူတို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဟာတွေဘယ်အချိန်နေဆိုလို့ရှင်ဘယ်လိုဖြစ်ကြတယ်ဆိုတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုကြည့်ရတာကိုသဘောကျတဲ့သူမျိုးဆိုလို့ရှိရင်တဲ့ This series is absolutely worth watching ကြည့်ရတာလုံးဝကိုတန်ပါတယ်တဲ့ It is without a doubt a masterpiece of modern Thai television လုံးဝကိုတန်စရာဝင်စရာမလိုဘဲနဲ့ဒီခေတ်ဒီခါရဲ့ဒီ Thai ကနေပြီးတော့ထုတ်ထားတဲ့ Thai television series တွေမှာ masterpiece တစ်ခုလက်ရတစ်ခုဖြစ်ပါတယ်တဲ့အခုနားထောင်နေတဲ့သူတွေမှာကျမရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေပါတယ်ဆိုလို့ရှိရင် subscribe လေးလုပ်ပေးသွားပါပြီးတော့ဒီ video လေးဆုံးတဲ့အခါမှာ like share comment လေးလုပ်ဖို့လည်းမမေ့ပါနဲ့เนาะခုနကတော့ example ပေးထားတဲ့ဒီ recommendation တွေကပေါ့နော်သုံးထားတဲ့အသုံးအနှုန်းတွေကိုတစ်ချက်လေ့လာကြည့်အောင်အဲ့တော့လေ့လာတဲ့အခါမှာ very good ဆိုတဲ့အသုံးအနှုန်းကိုသုံးမဲ့အစားသူ့နေရာမှာဘာတွေသုံးလို့ရလဲဆိုတော့ compelling ဆိုပြီးတော့သုံးလို့ရတယ်ပြီးတော့ very good series လို့သုံးမဲ့အစား a masterpiece ဆိုပြီးတော့သုံးလို့ရတယ်အဲ့တော့ good ဆိုတာကအမြဲတမ်းရေးနေလို့ရှင်ဒါရိုးနေပြီပေါ့နော်အဲ့ထက်ကိုသူ့ထက်ကိုပို့ပြီးတော့မြင့်တဲ့အစိမ့်မြင့်တဲ့စကားလုံးနဲ့ရေးပြီးတော့ compelling ဒါမှမဟုတ်ရှင် a masterpiece အဲ့ဒါလေးနဲ့သုံးလို့ရတယ်နောက်တစ်ခုကကြတော့ဒီ series တွေကတစ်ခုခုကို special ဖြစ်တယ်လို့ကိုကချီးကျူးခြင်းနဲ့ဆိုလို့ရှိရင် special ဆိုပြီးသုံးလို့ရတယ်ဒါပေမဲ့အများနဲ့ special ဆိုပြီးတော့ရေးနေရဆိုလို့ရှိရင်လည်းဒါပြင်းစရာကောင်းပါလိမ့်မယ်အဲ့တော့သူ့အစားဘာတွေထည့်သုံးလို့ရလဲဆိုတော့ nuance ဒါမှမဟုတ်ရှင် immersive အဲ့ဒါတွေကိုသုံးလို့ရတယ်အထက်မှာပေါ့နော်စကားလုံးတွေကိုလှည့်သုံးလို့ရပါပေါ့အဲ့ဒါမျိုးသုံးလို့ရတယ်နောက်တစ်ခုကကြတော့ဒီဇလန်းကနည်းနည်းစွတ်ပြန့်လွှမ်းမောပွဲကောင်းတယ်ဝမ်းနည်းစရာကောင်းတယ်ပေါ့နော်ဂရုဏာတက်ပွဲကောင်းတယ်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် set ဆိုပြီးတော့ဒီဝမ်းနည်းစရာကောင်းတယ်ဆိုတဲ့စကားလုံးကိုရိုးရိုးကြီးသုံးတာထက်စားလို့ရှိရင် poignant ဆိုတဲ့စကားလုံးလေးလည်းလှတယ်ပေါ့နော်အဲ့ဒီစကားလုံးကိုဒီသူ့အစားမှာထည့်သုံးလို့ရတယ်အဲ့တော့ဒီဘက်ကပြထားတဲ့စကားလုံးတွေညဘက်ချက်မှာပြထားတဲ့စကားလုံးတွေကိုသုံးလိုက်ခြင်းအပြင်ကိုယ့်ရဲ့အင်္ဂလိပ်စာရေးသွေးကအပေါ်ရောက်သွားတယ်ပေါ့နော် upgrade ဖြစ်သွားတယ်ဆိုတဲ့ခံစားချက်မျိုးကိုရစေရပေါ့အဲ့တော့နောက်တစ်ခုအနေနဲ့ကကြတော့ခုနကဒီ recommendation ထဲမှာရေးထားတဲ့ထဲမှာသုံးထားတဲ့အသုံးနှုန်းတွေထဲမှာ business terms တွေလည်းပါတယ်ပေါ့နော်ဘာတွေပါလဲဆိုလို့ရှိရင် sovereign duty အဲ့ဒါကကြတော့ဒီ legal and moral obligation of a ruler အဲ့တော့ကိုကနိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံပေါ်မှာစောင့်သိသစ္စာတည်ပြီးတော့ကိုတာဝန်ထမ်းဆောင်ရမယ့် duty တွေရှိတယ်အဲ့ဒါကို sovereign duty လို့ပြောရပါတော့အဲ့တော့နိုင်ငံနဲ့လူမျိုးပေါ်မှာ ruler တစ်ယောက်အနေနဲ့ဒီအုပ်ချုပ်သူတစ်ယောက်အနေနဲ့ထားရှိရမယ် duty တွေပေါ့နော်အဲ့ဒါကို sovereign duty လို့ခေါ်တယ်အဲ့ဒီအသုံးနှုန်းရှိတယ်နောက်တစ်ခုကကြတော့ political maneuvering အဲ့ဒါကြတော့ clever and sometimes dishonest moves to gain power အဲ့ဒါကကြတော့ဒီဟာကနိုင်ငံရေးလှည့်ကွက်လို့ခေါ်တာပေါ့နော်နိုင်ငံရေးလှည့်ကွက်ဆိုလို့ရှိရင်တခါလေကြားလို့ရှိရင်မယုံမဖြောင်လုပ်တာကြီးလေရှိတတ်တယ်ပေါ့အဲ့ဒါမျိုးပြောတာဒါနိုင်ငံရေးလှည့်ကွက်ပေါ့နော်အဲ့ဒီအသုံးနှုန်းလေးပါသွားတယ်ပြီးတော့ opportunity cost ဆိုတာကကြတော့ဘာကိုပြောရလဲဆိုတော့ဒီဇလန်ထဲမှာဆိုလို့ရှိရင်သူတို့ရဲ့တငယ်ချင်းညီကိုလိုချစ်ချင်းမြတ်တာနဲ့နိုင်ငံအတွက်လူမျိုးအတွက်ထားတဲ့တာဝန်နဲ့ဒါရွေးရတော့မှာပေါ့နော်အဲ့လိုမျိုးရွေးချယ်စရာအဲ့လိုမျိုးရွေးချယ်ရမယ့်ကိစ္စမျိုးတွေဖြစ်သွားတယ်ဆိုလို့ရှိရင် opportunity cost ဆိုတဲ့ဒီစကားလုံးနဲ့သုံးတယ်အဲ့တော့ဒါကိုဘယ်လိုတွေသုံးထားလဲဆိုတာကျတော့ခုနက review ထဲမှာသွားပြီးတော့
သွားပြန်ကြည့်လို့recommendation တွေမှာသွားပြီးတော့သွားပြန်ကြည့်လို့ရတယ်ပေါ့နော်နောက်ဆုံးလေ့လာမှာကြတော့ recommendation ပေးတဲ့ phrase တွေပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ recommendation ပေးလဲပေါ့ဒီဘယ်လို phrase တွေကိုသုံးလဲဆိုလို့ရှိရင် I cannot recommend ဒါမှကိုထည့်ခြင်းနဲ့ဇာတ်လမ်းရဲ့နာမည် highly enough အဲ့တော့ဒီတိုင်းရိုးရိုးကြည့်လိုက်မယ်ဆိုလို့ရှိရင် I cannot recommend ဆိုတော့ကိုကပဲဒီဟာကို recommend မပေးခြင်းတလို့ဖြစ်လိမ့်မယ်အဲ့လိုပြောတာမဟုတ်ဘူး I cannot recommend highly enough ဆိုတော့ငါခဏ10ခါလောက်12ခါလောက် recommend ပေးနေအောင်မှမလုံလောက်ရလောက်အောင်ကိုကောင်းတဲ့ဇာတ်လမ်းမှာဆိုပြီးတော့ပြောချင်တာတကယ်ပြောချင်တဲ့အဓိပ္ပာယ်ကအဲ့တော့ I cannot recommend ဂျားထဲမှာကိုပြောချင်တဲ့ဇာတ်လမ်းရဲ့နာမည်ကိုထည့်လိုက် highly enough ဒီဇာတ်လမ်းကိုငါ recommend ပေးတာပေါ့နော်တစ်ခါပေးနှစ်ခါပေးနေအောင်မှမလောက်နိုင်ဘူးအရင်ကောင်းတော့ကြည့်လို့အဲ့လိုပုံစံမျိုးပြောချင်တာနောက်တစ်ကြောင်းကကြတော့ it is without a doubt a masterpiece အဲ့တော့အနောက်ကဒီ bracket ထဲမှာကြတော့ masterpiece လို့ပြောချင်လည်းရတယ်အကယ်၍ကိုပြောချင်တဲ့ဟာတခြားဟာဆိုလို့ရှိရင်လည်းအရှိကနေပြီးတော့ the best drama series I have ever watched ငါကြည့်ဘူးခဲ့သမျှ drama series တွေထဲမှာအကောင်းဆုံးဆိုတာလုံးဝတန်တရားမရှိအောင်ပါပဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောလို့ရတယ်နောက်တတိယအကြောင်းကကြတော့ it is a must watch for anyone interested in နောက်က bracket ထဲမှာကျတော့ပါကြိုက်တာလဲ historical epic ဒီရာဇဝင်ဇာတ်လမ်းတွေကိုကြိုက်တဲ့သူလားဒါမှမဟုတ်လို့ရှင်လဲ romance comedy ကိုကြိုက်တဲ့သူမျိုးတွေလားဒါမှမဟုတ်ရှင်လဲ science fiction ဒါမှမဟုတ်ရှင်လဲ fantasy ကြိုက်တဲ့သူတွေလားနောက်ကနေပြီးတော့ဘလို့ဇာတ်လမ်းတွဲမျိုးတွေကိုကြိုက်တဲ့သူတွေလဲပေါ့နော်အဲ့ဒါမျိုးကိုအနောက်ကနေတော့ bracket ထဲမှာထည့်လို့ရတယ်ဒီကကျတော့ဒီတတိယအကြောင်းကကျတော့အဲ့လိုဇာတ်လမ်းတွဲမျိုးတွေကိုကြိုက်တဲ့သူတွေအတွက်ကတော့လုံးဝကြည်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့ကိုကနေပြီးတော့သူများကိုဒါလုံးဝကြည်တဲ့နဲ့ဒါအရန်ကိုကောင်းတာဆိုပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်ဒီ phrase တွေကိုသုံးပြီးတော့ကိုပြောချင်တဲ့ဇာတ်လမ်းကိုအထက်မှာထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ online tutoring service လိုချင်တယ်ဆိုလို့ရှိရင်အခုပြထားတဲ့ Telegram နံပါတ်ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်။ဘာ subject တွေလဲဘယ်လိုမျိုး rate တွေနဲ့ရှိလဲဆိုတာကတော့ Telegram ထဲမှာဆက်သွယ်လိုက်လို့ရှိရင်အသေးစိတ်ရှင်းပြပေးပါမယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အကယ်၍ဒီဗီဒီယိုလေးကကိုယ့်အတွက်လည်းအသုံးဝင်နေသူများအတွက်လည်းအသုံးဝင်နေဆိုလို့ရှိရင် like and share လေးလုပ်သွားပေးပါ။နောက်ထပ်ဒီလိုဗီဒီယိုမျိုးလေးတွေပေါ့နော်။ကျမကဒီမှာ business နဲ့ပြီးတော့ economics ရဲ့ English ရဲ့ကိုအဓိကထားပြီးတော့သင်ပေးတဲ့channel ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုဗီဒီယိုမျိုးတွေကိုဆက်ပြီးတော့နားထောင်ခြင်းနဲ့ကိုယ့်အတွက်အသုံးဝင်နေဆိုလို့ရှိရင်ကျမရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးထားခဲ့ပါ Facebook page လေးလည်းရှိတဲ့အတွက်ကြောင့်မို့လို့ Facebook page လေးကိုလည်းအစီအပြေဆိုလို့ရှိရင် follow လေးလုပ်ပေးခဲ့ပါเนาะကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်